အားလုံးမင်္ဂလာနာနေ့ခင်ပါဒီကနေ့တာယာသောမနေ့ခင်မှာမြေကြီးနဲ့ထာဝရကာလအကြောင်းဆိုတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်အဖြစ်ဝင်ငှချင်ပါတယ်အခြေပြုကျမ်းလေးကတော့ဒီသနာကျမ်းအခန်းကြီး7အပိုင်ငယ်ခွန်ဖြစ်ပါတယ်ကျမ်းပိုက်လေးအရင်ဖတ်ချင်တယ်ထိုကာလ၌မြေမှုတ်သည်နေရင်းမြေတို့၎င်းဝိညာဉ်တည်းအရင်ပြီးတော်မူသောဖျားသခင်ထံသို့၎င်းပြန်သွားရလိမ့်မယ်ဒီတနာစရာကဖော်ပြထားပါတယ်ဆိုတော့ဒီတနာခန်းကြီးစနစ်ပိုက်ငယ်ခွန်မှာနှုတ်ကပတ်တော်ကနည်းနည်းတဲ့အမှန်တရားတစ်ခုကိုဖော်ပြထားပါတယ်ကျွန်တော်တို့ဟာမြေကြီးရဲ့ပုံသွင်းမှုကိုခံရပြီမဲ့ထာဝရကာလအတွက်သတ်မှတ်ထားတဲ့တတ္တဝါတွေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာမြေမှုအဖြစ်ပြန်သွားပြီမဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကတော့ကျွန်ုပ်တို့ထဲကိုအသက်ကိုမှုတ်သွင်းပြီးတဲ့ဖျားသခင်စီပြန်သွားမှာဖြစ်ပါတယ်။ရာစုနှစ်တွေတစ်လျှောက်လုံးမှာဒသနာပညာရှင်တွေဟာလောကီနဲ့လောကုတရားကြားကပြစ်မှားမှုနဲ့ယုံကန်နေခဲ့ရပါတယ်။ဒီကျမ်းပိုက်ကထိုအရာကိုဖြည့်ရှင်းပေးပါတယ်။ဘဝရဲ့အတိတ်ပဲကိုပြုတ်ကွယ်သွားတဲ့အရာတွေမှာမဟုတ်ပဲအသက်ရှင်ခြင်းရည်ရွယ်ချက်နဲ့ကံကြမ္မာကိုပြီးတနာတဲ့ဘုရားသခင်ထံအရေးအမြင့်နိုင်အမြင့်တွေ့နေတယ်ဆိုတာကိုဖော်ပြထားပါတယ်ကျွန်ုပ်တို့ရဲ့ဖြစ်တည်မှုအပေါ်နက်နက်ရှိုင်းရှိုင်းစဉ်းစားတဲ့အခါမလွဲမသွေအမှန်တရားတစ်ခုသို့ရောက်ရှိသွားတယ်ကျွန်ုပ်တို့ဟာကဘာနှစ်ခုဒါမှမဟုတ်နေရာနှစ်ခုပေါ့နော်မြေမှုန့်နဲ့ဝိညာဉ်မြေကြီးနဲ့ကောင်းကင်ယာယီနဲ့ထာဝရလူသားဘဝတစ်ခုထဲမှာဆက်ဆက်နေတော့တတဝါများဖြစ်ပါတယ်နှုတ်ကပတ်တော်ကအလှအစင်ချင်းမရှိပဲရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်မြေမှုခါမြေကြီးတို့ပြန်သွားရမယ်ဤကျမ်းပိုက်လေးကဤစကလုံးလေးကကဗျာမဟုတ်ပါဘူးထွေရာဟာလက်တွေ့ဘဝဖြစ်ပါတယ်ကျွန်ုပ်တို့ခန္ဓာကိုယ်များကိုမြေစီလွှာမှမြေမှုန့်မှငားရန်ထားပြီးဖျားသခင်ကပုံတွင်ပေးပါတယ်အသက်ရှူခြင်းပြထောက်ပပြီးဖြစ်ဖွာလာတော့ဒရတ်စင်များစီတို့ပြန်သွားရန်ကံကြမ္မာရှိတယ်ရှိဂရိယေဝရတမများမှခေတ္တတိပံပညာရှင်များအထိအတွေ့အခေါ်စနစ်တိုင်းဟာဇာတိပကတိမမဲချင်းကိုအတိအမှန်ပြုကြပါတယ်ဇီဝပိဒါကထွေရာကိုအတီးပြုထားပါတယ်အချင်းကထွေရာကိုအားဖြည့်ပေးပါတယ်ကျွန်ုပ်တို့ဒီပစ္စည်းလွယ်တယ်ယာယီဖြစ်သောကြောင့်မျက်စိတမိတ်တွင်မှာပြုတ်ွယ်တွားတတ်ပါတယ်ဒါပေမဲ့နှုတ်ကပတ်တော်ကမိမှုန့်နဲ့တင်ရက်မတွားပါဘူးဒါကနှုတ်ထရှုတော့တခုကိုဖော်ပြပါတယ်ဒတနိကဗိဒါကခတ်မှန်းယုံပဲလုံနိုင်ပြီမဲ့နှုတ်ကပတ်တော်ကတေချာပေါက်ဒီလိုပြောထားပါတယ်ဝိညာဉ်မူကားတဲ့ပြီးတနာတော်မူသောဖျားသခင်ထံသို့ပြန်သွားလိမ့်မယ်လို့ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်အဲ့ဒါကဘဝကိုအတိတ်ပဲပြီးတဲ့ဘဝကိုလုံးဝအတိတ်ပဲထင်ရှားစေတဲ့ဝကြစာကြောင်းလေးဖြစ်ပါတယ်ဒါကကျွန်ုပ်တို့ကိုတာမန်ဖြစ်တည်မှုထက်မြင့်တင်ပေးတဲ့အမှန်တရားဖြစ်ပါတယ်အကယ်၍မြေမှုတ်ခါကျွန်ုပ်တို့၏မူလအစနဲ့အဆုံးဖြစ်ပါကအသက်ဟာဓာတုပိဒဆိုင်ရာမတော်တဆမှုတစ်ခုသာဖြစ်တယ်သို့တော့ဝိညာဉ်ဟာဘုရားသခင်ထံပြန်သွားပါကကျွန်ုပ်တို့ရဲ့အသက်များဟာကြပ်ပန်းမဟုတ်ပါထွေရာတို့ကိုအနှံထားခြင်းဖြစ်ပါတယ်ကျွန်ုပ်တို့ဟာမွေးဖွားလာယုံတာမကပြီးအခမ်းရခြင်းဖြစ်ပါတယ်
ကျွန်တော်တို့ဟာအသက်ရှင်နေုံတာမကစီလွတ်ခံရခြင်းဖြစ်ပါတယ်ထိုအကြောင်းအရာနဲ့ပတ်သက်ပြီးဤသူမိခွန်းမင်းနိုင်စရာရှိနိုင်ပါလေဆိုတော့ကျွန်တော်တို့ဒီချာလေးစဉ်းစားတဲ့အခါမှာမင်းနိုင်တဲ့မိခွန်းတွေထွက်ပေါ်လာတဲ့အရာကတော့ပြုတ်ကွယ်သွားသောဘဝရည်ရွယ်ချက်ကဘာလဲမိမှုတ်တို့ပြန်သွားသောထိုတတ္တဝါဤတန်ဖိုးကဘာလဲပြုတ်ကွယ်သွားသောကဘာမှာအတိတ်ပဲကိုမိသူရှာဖွေနိုင်မနေအစားတစ်ဖြစ်ပေါ့နော်ဒီမိခွန်းတဲ့အတွက်ကျွန်တော်တို့အခြေပြုဖတ်ထားတဲ့ကျမ်းပိုက်ကဒီဒနာကျမ်းအခန်းကြီးစနစ်ပိတ်ငယ်ခွန်ကအဖြစ်ပေးထားပါတယ်ကျွန်တော်တို့ရဲ့အတိတ်ပဲဟာမိမှုတ်တွင်တင်မဟုတ်ပဲကျွန်ုပ်တို့အထဲသို့ဝိညာဉ်ကိုမှုတ်သွင်းတော်မူသောဖရာသခင်တွင်တွေ့ရှိနိုင်ပါတယ်။ဤအမှန်တရားဟာအရာအလုံးကိုပြည့်လည်ပုံဖော်ပါတယ်။နံပါတ်1ချက်အနေနဲ့ဘဝဟာပိုင်ဆိုင်ခြင်းမဟုတ်ပဲစီမံခန့်ခွဲခြင်းပင်ဖြစ်ပါတယ်။ကျွန်ုပ်တို့ဟာကျွန်ုပ်တို့ရဲ့အသက်ရှူမှုကိုမပိုင်ဆိုင်ပါထို့အရာဒီကျွန်ုပ်တို့အားငှားရမ်းထားခြင်းတာဖြစ်ပါတယ်ကျွန်ုပ်တို့တွေအချိန်မရှိပါထို့အရာဟာလက်ဆောင်တစ်ခုဖြစ်ပါတယ်ဖရာသခင်ရဲ့လက်ဆောင်တစ်ခုပေါ့နော်ကျွန်ုပ်တို့ဟာရည်ရွယ်ချက်ကိုအမိန်မပေးပါထို့အရာတို့ကိုဖော်ထုတ်ထားပါတယ်ဒုတိယချက်အနေနဲ့ကျွန်ုပ်တို့တန်ဖိုးဟာပြုတ်ကွယ်သွားသောအရာနဲ့မသက်ဆိုင်ပဲဖရာသခင်ထံပြန်လာသောအရာနဲ့သက်ဆိုင်ပါတယ်ခန္ဓာကိုယ်ဟာဦးမင်းလာတော့လေဝိညာဉ်ကတော့အရေးပါလာတယ်ကဘာကြီးကကျွန်ုပ်တို့ကိုမိရော့တော့လေဖရာသခင်ကကျွန်ုပ်တို့ကိုမှတ်မိနေပါတယ်မိမှုံများကြဆင်းသွားတော့လေဝိညာဉ်ကတော့ပြန်လဲနိုးထလာပါတယ်မေမှုများကြဆင်းသွားတော့လေလို့ကျွန်တော်ပြောတဲ့အခါမှာခန္ဓာကိုယ်ကိုကျွန်တော်ဆိုလိုချင်းဖြစ်ပါလေမေမှုကနေလာတော့ကြောင့်မေမှုကြဆင်းသွားတယ်တည်ဆုံးသွားတော့လေဝိညာဉ်ကတော့ပြန်လဲနိုးထလာပါတယ်သခင်ယေရှုကငါကိုယုံကြည်တော်သူသည်တည်လွန်တော်လဲရှင်နိုင်မယ်ဝိညာဉ်ကတော့မြေကြီးခန္ဓာကိုယ်မြေကြီးတို့ပြန်သွားတဲ့အခါဝိညာဉ်ကတော့ဘုရားသခင်စီပြန်သွားတယ်တခင်ရှောငါကိုယုံကြည်တော်သူသည်တည်လွန်တော်လဲရှင်လိမ့်မယ်ဆိုတဲ့နေရာမှာမြေကြီးတို့ပြန်သွားတဲ့အရာပြင်လေဝိညာဉ်ခန္ဓာကိုယ်အဖြစ်ထားမြုပ်ခြင်းဆိုတဲ့ဂျေဇုကြီးမားတဲ့ဂျေဇုတပါးကြီးကလာအောင်မှာဖြစ်ပါတယ်ဆိုတော့ယုံကြည်သူတွေအတွက်အရန်တန်ဖိုးရှိတဲ့မင်္ဂလာဖြစ်ပါတယ်နံပါတ်3ချက်အနေနဲ့တေချင်းဆိုတာပြုတ်ကွယ်သွားတာမဟုတ်ပါဘူးပြန်လာခြင်းဖြစ်ပါတယ်တနည်းအားဖြင့်အိမ်ပြန်ခြင်းဖြစ်ပါတယ်မိကြီးဟာမိကြီးနဲ့သက်ဆိုင်သောအရာကိုလက်ခံရရှိတယ်ဖျားသခင်ဟာဖျားနဲ့သက်ဆိုင်သောအရာကိုလက်ခံရရှိတယ်ပညာရှိဆုံးဒီဒနာပညာရှင်ပြန်လေဤနှစ်ထပ်အမှန်တရားမှလွတ်မြောက်နိုင်မှာမဟုတ်ပါကျွန်ုပ်တို့ဟာခန္ဓာကိုယ်အဖြစ်ယာယီဖြစ်တော်လဲအနှစ်သာရအဖြစ်ထာဝရဖြစ်ပါတယ်ကျွန်ုပ်တို့ဟာတဘာဝအဖြစ်မိမှုတ်ဖြစ်တော်လဲကံကြမ္မာအယဝိညာဉ်ဖြစ်ပါတယ်ဒါကြောင့်ပညာရှိတယောက်တကယ်ပညာရှိတဲ့သူဟာမိမှုတ်ပေါ်မှာဘဝကိုမတိဆောက်ပါဘူးပညာရှိတယ်လို့ကျွန်တော်တို့ပြောတဲ့အခါမှာထာဝရဘုရားကိုကြောက်ရွံ့တော်သူပညာ၏အချုပ်အခြာဖြစ်တယ်ဘယ်သူတွေကထာဝရဘုရားကိုကြောက်ရွံ့တယ်လဲဆိုယုံကြည်သူတွေဖြစ်ပါတယ်ဆိုတော့သူဟာဆွေးမိသွားမဲ့အရာတွေမှာအဆုံးစွန်သောမျှော်လင့်ချက်မထားသလိုမတည်မဲနိုင်တဲ့အရာတွေမှာအမြင့်တွေနေတဲ့အမှတ်လက္ခဏာလည်းမရှိပါဘူးအဲ့ဒီအစားသူဟာအဆုံးစွန်ကိုစိတ်ထဲမှာထားပြီးနေထိုင်ပါတယ်ဒီနေ့မှာကျွန်ုပ်ကိုအသက်ပြီးခဲ့တဲ့အရှင်စေဖျားသခင်စေပြန်သွားပါမယ်ဆိုတဲ့ခိုင်မာတဲ့အဖြစ်
ရှင်းနေပါတယ်ဒါဟာဉာဏ်ပညာရဲ့အစဖြစ်ပါတယ်ဒါဟာအချီးအနည်းမှုရဲ့အဆုံးဖြစ်ပါတယ်ဒါဟာယုံကြည်သူတယောက်၏ဘဝရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်ဆိုတော့နှုတ်ဆုံးနေကုန်အနေနဲ့ဒီဒနာဆရာကဘဝဤစစ်မှန်သောအတိတ်ပဲကိုမေမှုအဖြစ်သို့ပြန်သွားသောအရာတွေမဟုတ်ပဲဖျားသခင်ထံပြန်သွားသောဝိညာဉ်တွင်တွေ့ရှိရကြောင်းတတိပေးပါတယ်ကျွန်ုပ်တို့ဟာကဘာမီနဲ့ထာဝရတတ္တဝါများဖြစ်ပြီးအဆုံးကိုမြုံမှန်းပြီးခြေလမ်းများတွင်ဉာဏ်ပညာဖြင့်နေထိုင်ရန်ခေါ်ဆောင်ခံရတယ်ကျွန်ုပ်တို့၏မူလအစနှင့်ကံကြမ္မာကိုတတိယသည့်အခါတနေ့တွင်ကျွန်ုပ်တို့ကအသက်ပြေတော်မူသောအရှင်ထံသို့ပြန်လာရမည်ကိုသိရှိခြင်းဖြင့်ရည်ရွယ်ချက်နှိမ့်ချမှုနှင့်မြော်လင့်ချက်ဖြင့်နေထိုင်နေကြပါတယ်ကျမ်းသာသောသူရောက်စီတိုင်းပေါ်မှာဖျားသခင်ကောင်းချီးပေးပါစေအာမင်